တောင်စိတ်တကောင်ကအမျိုးသားတယောက်ရဲ့မျက်နှာကိုလျက်ပေးနေပါတယ်။သူမျက်စိမှိတ်ထားရကနေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကြောက်စရာကောင်းတဲ့အမှန်တရားကြီးကသူ့ကိုစောင့်ကြိုနေပါတယ်။သူဟာမြေပြင်ကနေပေပေါင်းထောင်ချီမြင့်နဲ့အောက်ခြေမှာလည်းအဆုံးမရှိတဲ့6နှစ်ကြီးရှိနေတဲ့မတ်ဆောက်လုံးနဲ့ကြောက်ဆောင်ကြီးပေါ်မှာပိတ်မိနေတာပါ။အပေါ်ကိုမော့ကြည့်လိုက်တော့သူ့ရဲ့လေထီးဟာတည်နေတဲ့တစ်ပင်6တစ်ခုမှညှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီကြောက်ဆောင်နိုင်ရန်ကြီးတစ်ခုလုံးကစားတောင်ကြီးလိုမျိုးအလွန်ချောမွနေပါတယ်။အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ကြက်ဟာအချိန်မဆွဲတော့ပဲဓာတ်တစ်ချောင်းကိုထုတ်ပြီးသူ့ရဲ့ဖက်နှက်ထဲမှာမြင်းအောင်ထည့်လိုက်ပါတယ်။ပြီးတော့ရှိသမျှအားအင်တွေကိုစုစည်းပြီးကြောက်ဆောင်ပေါ်ကိုစတင်တွေ့တက်ပါတော့တယ်။ဒါပေမဲ့တာမန်ဓာတ်တွေကသူ့ရဲ့ကိုယ်အလေးချိန်ကိုမခံနိုင်ပါဘူး။ပြီးအနေငယ်တက်ပြီးချိန်မှာပဲဓာတ်ကကျိုးသွားပြီးသူ့အောက်ကိုပြုတ်ကျသွားပါတယ်။ကံကောင်းကျင်တော့တစ်ပင်6ကသူ့ကိုလှမ်းဖမ်းလိုက်တယ်လို့ဖြစ်သွားပြီးမြဲအဲ့ဒီအပင်ကလည်းကျိုးတော့မဲ့အခြေအနေပါ။အပင်လုံးဝမကျိုးခင်မှာပဲသူဟာဓာတ်နဲ့လေထီးကျိုးတွေကိုအမြန်ဆုံးဖျက်ချလိုက်ပါတယ်။တစ်ပင်ကျိုးသွားတဲ့အချိန်မှာပဲသူဟာလေထီးကျိုးတွေကနေလွတ်မြောက်သွားပြီးအချိန်အနည်းငယ်ထိုက်ရခဲ့ပါတယ်။အခုဆိုရင်သူဟာခြေလောက်တစ်ဖက်သေးကိုပဲအားပြုပြီးကြောက်ဆောင်နေရမှာတွေ့ကပ်နေရပါတယ်။အားကုန်ဝါတာနဲ့သူဟာခြောက်သေးပြုတ်ကျပြီးတေးရမှာပါ။အဲ့ဒီချိန်မှာပဲသူမယုံနိုင်စရာတစ်ခုကိုတွေ့လိုက်ရပါတယ်။တောင်စိတ်တကောင်ကကြောက်ဆောင်နေရန်ကစားတွေကိုအေးအေးဆေးဆေးလှက်နေတာပါ။ဒါဟာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲဖြစ်ပါတယ်။ဘာမှဆုံးရှုံးစရာမရှိတော့တဲ့အတွက်သူဟာတောင်စိတ်ရဲ့နီးလန်းကိုအတူယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလက်နှစ်ဖက်ကိုအရှိကိုဆန့်ထုတ်ပြီးကြောက်ဆောင်ကြားမှာခန္ဓာကိုယ်ကိုညှက်ကတွေ့တက်ပါတယ်။အောက်က6နှစ်ကြီးကိုကြည့်လိုက်တိုင်းတုန်လှုပ်နေရပေမဲ့နောက်ပြန်ဆုတ်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲခုနကတောင်စိတ်ကသူ့အပေါ်မှာပြန်ပေါ်လာပါတယ်။အဲ့ဒီစိတ်ကသူ့ကိုဒေါသတကြီးစိုက်ကြည့်ပြီးအနံ့ခံကြည့်တဲ့အခါမှာတော့သူဟာစိတ်အုပ်စုတွေကမဟုတ်မှန်းသိသွားပါတယ်။ချက်ချင်းပဲစိတ်ကသူ့ကိုခေါင်းနဲ့အားရပါရတိုက်ချလိုက်ပါတော့တယ်။ကံကောင်းတာကလက်တစ်ဖက်ကကြောက်ဆောင်အစွန်းမှာမြင်းနေတော့ပါ။သူနောက်ဆုံးအားရင်နဲ့ပြန်တက်ဖို့ကြိုးစားပေမဲ့စိတ်ကမရက်သေးပါဘူး။နောက်တစ်ချိန်ထပ်တိုက်ဖို့ပြေးလာတဲ့အချိန်မှာတော့သူကစိတ်ရဲ့ဥကြိုကိုလှမ်းဆွဲလိုက်ပါတယ်။စိတ်ကလှန့်ပြီးရုန်းကန်ရင်းနဲ့သူ့ကိုပါအပေါ်ကိုမရည်ရွယ်ပဲဆွဲတင်လိုက်တယ်လို့ဖြစ်သွားပါတယ်။နောက်ဆုံးမှာတော့သူကြောက်ဆောင်ထိတ်ကိုရောက်သွားပါပြီ။သူကိုယ်တိုင်တော့မယုံနိုင်အောင်ပါပဲ။တကယ်တော့သူ့ကိုတိုက်ခိုက်ခဲ့တဲ့စိတ်ကပဲသူ့အသက်ကိုကယ်တင်ခဲ့တာပါ။သူဟာကျေးဇူးတင်လို့မျက်ရည်တွေဝဲရင်းစိတ်ရဲ့ကြောကုန်းလေးကိုညင်းသားစွာပုတ်တက်ပြီးနေမိပါတယ်။တကယ်တော့တရိษံနေမှာလည်းခံစားချက်ဆိုတာရှိတာပဲမဟုတ်လား။